ငင်းချရေးခရီးစဉ်တလျောက်ဆရာတော်အရှင်ပညာကြော့ကိုင်ဆောင်လာတဲ့ဒီရက်တောင်လေးကိုသတိထားမိကြလားဟင်ဒါဟာတာမန်ရက်တောင်တစ်ချောင်းမဟုတ်ပါဘူးစွန့်ပစ်ခံဘဝကနေမြင့်မြတ်တဲ့အသုံးဆောင်တစ်ခုဖြစ်ပြလဲမွေးဖွားလာတဲ့အနုပညာလက်ရာတစ်ခုဖြစ်နေလို့ပါမမြဲခြင်းတရားကနေမေတ္တာပေါင်းကူးတရားလေးလိုတရားပြပေးနေတဲ့အကြောင်းကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်ဒီရက်တောင်လေးရဲ့နောက်ခံသမိုင်းကတကယ်ကိုစမ်းကြယ်ပါတယ်။လမ်းဘေးမှာတေဆုံးနေရှာတဲ့ငှက်ကလေးတွေရဲ့ကိုယ်ပေါ်ကနေကြွေကြကြံရက်ထက်တဲ့အမွေးလေးတွေကိုစနစ်တကျစူးဆောက်ပြီးဖန်တီးထားတာပါ။တခြားလူတွေတဲ့အသုံးမဝင်နဲ့အမိုက်လို့ထင်ရပြီးမဲ့စေတနာရှင်တူကတော့ဒီငှက်မွေးလေးတွေကိုတန်ဖိုးထားပြီးညစ်မြတ်တဲ့မေတ္တာဆူတောင်းရတောင်းဒါမှမဟုတ် prayer fan တခုဖြစ်ပြောင်းလဲပေးခဲ့တာမှာဒါဟာဟိုးရှေးရခင်ကဝင်းနီးလေးစားကြတဲ့ဒူးတင်ဆောင်အရှင်မြတ်တွေဟာကွယ်လွန်အနေဆာရောက်သူတွေရဲ့စွန့်ပစ်အဝတ်ကိုစီးကြော်ဖန်ရီဆိုးပြီးတင်ကန်းအဖြစ်စီမံခဲ့ရဲ့သဘောမျိုးနဲ့ခတ်စင်စင်ပဲလို့မြင်ကြည့်လို့ရပါတယ်။ဆရာတော်ဟာဝင်းနီးတော်ကိုအလေးထားလိုက်နာတဲ့အတွက်တကာမတွေကိုတိုက်ရိုက်ထိတွေ့ပြီးဆူတောင်းမေတ္တာပေးလို့မရပါဘူး။ဒီအခါမှာတော့ဒီရက်တောင်လေးဟာမေတ္တာတရားကိုဆက်သွယ်ပေးတဲ့တရားတစ်စင်းဖြစ်လာခဲ့တာပါဆရာတော်ကဒီရက်တောင်လေးကိုတကာမတွေရဲ့ဥကောင်းပေါ်အတာအရာတင်ပေးပြီးကောင်းချီးပေးတဲ့အခါမှာမေတ္တာဓာတ်တွေကူးဆက်သွားစေပါတယ်ဒီနည်းအားဖြင့်ဆရာတော်ရဲ့ယဟန်ဝီနီကိုလည်းလုံခြုံစေသလိုလူသားတွေရဲ့နှွေးထွေးတဲ့ကောင်းကြီးခံယူလို့မှုကိုလည်းပြည့်စုံစေခဲ့တာပါဒီရက်တောင်လေးကကျမတို့စကားတခွင်ပြောနေသလိုပါပဲလောကမှာအထုံးမဝင်တဲ့အရာတန်ဖိုးမရှိတဲ့အရာဆိုတာမရှိပါဘူးဆိုတာပါပဲနှလုံးသွင်းမှန်ရင်အရာဟာတန်ဖိုးရှိလာတတ်ပါတယ်တေဆုံးသွားတဲ့ငှက်ကလေးတွေရဲ့အမွေးလေးတွေတောင်မှမေတ္တာတရားနဲ့ပေါင်းဆက်လိုက်တဲ့အခါလူပေါင်းများစွာကိုစိတ်အေးချမ်းမှုပေးနိုင်တဲ့မေတ္တာနဲ့ကောင်းခြင်းမင်္ဂလာလက်ဆောင်ဖြစ်လာနိုင်တာပေါ့အယူသီးသူတချို့ကတော့တမျိုးမြင်နိုင်ပြီမဲ့ယောနီသောမနက်စီကားနဲ့မြင့်တတ်သူတွေတော့ဒါဟာမေတ္တာကရုဏာဆိုတဲ့မုံမြတ်တဲ့တရားကိုခံစားရစေတဲ့အရာအဖြစ်ပြောင်းလဲသွားခဲ့တာပါဆရာတော်အရှင်ပညာကရာဟာဒီရက်တောင်လေးကိုဂိုင်းဆောင်ပြီးမိုင်းထောင်းချီခရီးလမ်းမှာတွေးဆုံသမျှလူတာအတိုင်းကိုမေတ္တာဆူတောင်းပွားဖို့ပေးနေပါတယ်တင်နဲ့တကွာတတ္တဝါအပေါင်းတို့ဘေးရန်ကင်းကွာပြီးကိုယ်စိတ်နှုတ်ထားကြမ်းမှချမ်းသာကြပါစေလို့ကျမကလည်းဆုတောင်းပေးလိုက်ပါတယ်ရှင်